ဒီကုန်းလေးကျွန်တော်မရှစ်ပါနဲ့ဗျာမလောက်နဲ့ကျွန်တော်တောင်းမှန်ပါတယ်ဗျာဟုတ်ကျော်ဟိုဘာပြောအမှုပညာဗျာဘီလ်ထန်နေနားလေရှင်းမရစေဟိုဘီလ်သားတွေဟိုမိုက်ပါတယ်ဒါမဲ့ဗျာဒီကုန်းလေးကိုမရှစ်ပါနဲ့ဗျာကျွန်တော်တောင်းမှန်ပါတယ်ဗျာကျွန်တော်လည်းကိုယ်ဘီကားရိုက်ခွင့်တနိုင်ငံလုံးဖြန့်လုံးမယ်နော်ဒီနေ့လည်းအကူလေးကဘာတော်လဲဆိုတော့ဘာဖြစ်လဲရပြတာနောက်မှမိသားစုစီးပွားရေးအတွက်တော့လောက်ကျိုးသားအောင်အမတကူလာမတင်တော့ကျွန်တော်ဒီနေ့စိတ်ဆိုးနေရလားသူများမပိုင်ဘယ်ရမှမပြီးဘူးမသိရင်တော့အမေကိုစီးရအောင်စဘူးရဲ့ဟာမပါဘူးမင်းကဘာဖြစ်နေဘာဖြစ်နေလဲအားကစားလို့မလို့လားဘာပြောလို့လဲနောက်မှမပြောဘူးရပြီစောမေဟမ်ဒီလေဒီအလုံးလို့ကိုကခေါ်တယ်ကနေဒီမှာတော့ကိုဒီအင်ပေါ်ကိုပဲချင်းပြီးပြီးချိန်လိုက်လင်းပုံးနေတယ်တလားဟေးဝိပါတော့လုပ်ပေးပေးနေအောင်လို့ဒါပေမဲ့မနေနိုင်လို့လာလုပ်ပေးတယ်ငါတင်နေဒီကောစောစီဘူးနေတာကာစီလောကနမို့သူပြောတယ်ပဲအချိန်ကြီးကောင်ကနေတာဘာလို့မင်းနေနေကိုကြီးဒီမှာနေလိုက်တာအော်နေနေဆွဲစားတယ်အဲ့ဒါပြီးတော့ကျမတက်ထားလိုက်ပါဦးဟေးမင်းတို့မှလည်းအတွေ့ရှိရမဟုတ်နော်မင်းတို့မှလည်း没有，没有，有理啊，就说理。哦，我们这个讲没有背着，没妈妈说的。要么讲是没俺背着的，不多一点不留包的到今天嘛，爱干啥就。我不能嘛。你过来就讲两路吧。အဲ့စားထဲမှာအငယ်ဆုံးဖားရတာသူအကြီးဆုံးဖားရတာသူငါတို့ကတော့နေတတ်တယ်နေမောတော့မရဘူးတဲ့အဲ့လိုမိကမာလောက်ပြီးတော့ပတ်သက်ဘောလာတော့လေကအော်မလေးချစ်ကြတာပြောတာဗောညီကိုချစ်တာပြောတာညီကိုလိုချစ်တာခဏလေးကြီးပြီးမကောင်းဘူးနော်လင်းမောတော့မရဘူးဆိုတော့ဘယ်သူကလင်းဘယ်သူကမရဘူးဟဲ့ကွာပဲမိမဗောဖြစ်ချင်းပြီးကျုပ်ကတော့လင်းဖြစ်ပြရစီသူတို့ကတကယ်များညားနေပြီလားမသိဘူး